မြန်မာနိုင်ငံမှာအကြီးဆုံးကြီးဘွေကြီးကိုလက်သီးနဲ့ထိုးမလားထိုးရဲတယ်ဖះရုပ်ထုကိုခေါင်းပုတ်ရလားမပုတ်ရဲဘူးကွာအသေးခံမယ်ကွာရှင်းသွားပြီရှင်းသွားပြီလေနမူနာရွေးခိုင်းတာနော်တွားရွေးခိုင်းရင်ပြောတာတန်ခါခါတော့ဖះကိုယူသိမယ်တရားကိုယူသိမယ်တန်ခါကိုယူသိမယ်အဲ့ဒီယရဏသုံးပါးကိုမှယူသိခြင်းမရှိတာတဲ့အခါမှာနိုင်ငံကဖြစ်ချင်လို့ဖြစ်လာပြောလိုက်လို့ရှိရင်တော့စစ်ရေးတွေနိုင်ငံရေးတွေကြောင့်ဖြစ်မဟုတ်ဘူးမင်းတို့ကဗုဒ္ဓအာဃာရဝဓမ္မအာဃာရဝတန်ခါအာဃာရဝဖြစ်လာတယ်ငယ်ငယ်ဟဲ့ကောင်မလေးပြီးဆွမ်းလောင်းနေဘုန်းကြီးအရေးဘက်ကမလောင်းနဲ့လူကြီးရဲ့ဆွမ်းလောင်းတာတော့ငါတို့ကဆွမ်းလောင်းတော့မှတန်ဃာတွေကြွတယ်အရေးဘက်ကမလောင်းမဲနဲ့ဒီဘက်ကလောင်းတယ်ဗမာတွေကအဲ့လောက်ယဉ်ကျေးခဲ့တယ်အခုဘုန်းကြီးတို့တတ်တယ်လေဟုတ်တယ်လားပြီးသွားပြီကုန်သွားပြီလေကုန်သွားပြီတန်ဃာရဲ့အရေးကိုတော့မနှင်းမဲနဲ့ဆွမ်းလောင်းခဲ့တဲ့လူမျိုးတွေတို့တွေငါတို့ငယ်ငယ်တုန်းကလည်းဘုန်းကြီးစကားပြောတယ်ဘုန်းကြီးကြွသွားတယ်ဘုန်းကြီးရဲ့အရေးမနှင်းမဲနဲ့အရေးဘက်ကနေဆွမ်းလောင်းတယ်တို့တွေကတန်ဃာရဲ့အရေးတော်မနှင်းခဲ့ဘူးငါတို့ငယ်ငယ်တွေကတွေ့လဲတွေ့ခဲ့တယ်ကိုယ်တိုင်လည်းကျင့်သုံးခဲ့တယ်အခုဘုန်းကြီးကိုလည်းမလေးစားဘူးဆဲတယ်တတ်တယ်ဟာဟေ့ကောင်းပါတော့တွေ့နေတာ YouTube ပဲတွေ့နေတာအဲ့ဒါကြောင့်ဘုရားတရားတန်ခါယရဏသုံးပါးကိုယူသိလေးစားတဲ့ဗုဒ္ဓနုတ္တိဓမ္မနုတ္တိတန်ခါနုတ္တိရှိရင်အဲ့ဒီဘုရားအဲ့ဒီတရားဒီဘုရားကိုမှမယူသိရင်အဲ့ဒီဘုရားတရားမင်းနှလုံးသားထဲမရောက်တော့ဘူးဒီတရားကိုမှမယူသိရင်အဲ့ဒီတရားမင်းတို့ကျင့်သုံးလို့မရတော့ဘူးဒီတန်ခါကိုမှမယူသိရင်ဒီတန်ခါဟောတဲ့တရားမင်းတို့မရတော့ဘူးတို့အမေရဲ့ဆေးဆရာမဖြစ်ခြင်းကြောင့်သောတော်ဒီကဒေါ်စိန်မင်းရဲ့ဆေးဆရာမဟာအဲ့ဒီဆေးဆရာမလက်တော့လောဘကြီးတယ်လောဘကြီးတယ်တဲ့သူ့ဆေးတယ်ဆိုရင်သမီးရဲ့မင်းအဲ့ဆေးမတောင်းနဲ့တော့မစွမ်းတော့ဘူးဆိုဆရာဝန်တယောက်နဲ့သူနဲ့တော့မပြောက်ဘူးတို့အမေကဟိုသူ့ဆေးနဲ့ဒီဆေးပေးတာပဲဆိုဒီဆေးရဲ့ဒီဆရာဝန်ရဲ့အကြောင်းအပုတ်ချပြီးအဲ့ဆေးမတောင်းနဲ့တော့မစွမ်းတော့ဘူးဒါဆေးရဲ့တဘာဝဒီဆေးဆရာကိုကိုကယုံကြည်မှဒီဆေးကပျောက်အဲ့ဒီဆေးဆရာမှာကိုကမယုံကြည်တော့ဆိုရင်အဲ့ဆေးမပျောက်တော့အဲ့ဒါမဲ့ဒီတန်ဃာကိုကိုကယူသေးရမှာဒီတန်ဃာဟောတဲ့တရားကိုဒီတန်ဃာမှမယူသေးရင်သူ့တရားကိုနှလုံးအိမ်နဲ့မတီတော့ဒါကိုပြောတာဟိုနဝကာမတွေမပါဘူးယူသေးရမယ်ဆိုလို့တစ်ခါတော့6ရောက်ကိုတစ်ခါတော့စပယ်နဲ့ပတ်ပြီးကြောက်မယ်အဲ့လိုပြောတာမဟုတ်ဘူးဟုတ်ပြီနော်အတ္တကာရဝတ္တပဋိတ္တာဒီနေ့ကြည့်လိုက်တဲ့ခါကျမှဗုဒ္ဓအာကာရဝဓမေအာကာရဝတန်ကေအာကာရဝဘုရားကိုလည်းသိမယူသေးကြတော့တရားကိုလည်းသိမယူသေးကြတော့တန်ဃာကိုလည်းသိမယူသေးကြတော့ဒါတွေ့ရတာခုဒီပိုင်းလေးမှာမှကိုဗစ်ပြီးတော့မှပိုဆိုးသွားတယ်မင်းတို့လည်းကြားနေဘုန်းကြီးတို့မဆိုနိုင်ငံရေးမတူဘူးကွာဆရာတော်ကနိုင်ငံရေးအယူဆမတူမြဘူးဒါ तू ကနိုင်ငံရေးတာမတူတာ तू ကဘုန်းကြီးဖြစ်နေသေးတယ်တန်ဃာဖြစ်နေသေးတယ် तू မသိခါရှိတယ် तू ဆဲတယ်လေဟေ့ကောင်မင်းငါမင်းပြောတာမကြားဘူးလားဟာအဲ့လိုဆိုတော့အဲ့ဒီဘုန်းတော်ကြီးတွေကိုပဲဘုန်းကြီးတော့ဘုန်းကြီးပဲ तू ကနိုင်ငံရေးကို तू ယုံကြည်တဲ့လူ तू ပြောမိလိုက်တဲ့အခါမှာအကျန်တဲ့တန်ဃာတွေပါအဲ့ဒီဘုန်းကြီးတွေကဒွေရဆိုတော့အကုန်ဆဲမိတာဖြစ်သွားတယ်နော်ပြောလို့တဲ့သဘောတန်ခါအဲ့တော့ဘုရားတရားတန်ခါအဲ့ဒီယရဏသုံးပါးကိုတော့ဥမာဆရာတော်အခုနေဒီစစ်ဘိုလ်ချုပ်ကြီးကိုဆရာတော်ပါရိုက်မလားဘုရားကိုစောမလားစစ်ဘိုလ်ချုပ်ပါရိုက်မယ်ပါရိုက်ငေါ့ပြစ်တတ်နဲ့သိမယ်ငါသိခံမယ်ယရဏသုံးပါးမှာပြပြမအောင်ယရဏသုံးပါးနဲ့အဲ့ဒီဘက်ကဥစ္စာနဲ့အဲ့ဒီမြန်မာနိုင်ငံမှာအကြီးဆုံးကြီးဘိုလ်ချုပ်ကြီးကိုလက်သီးနဲ့ထိုးမလားထိုးရဲတယ်ဘုရားရုပ်ထုကိုခေါင်းပုတ်ရလားမပုတ်ရဲဘူးကွာအသေးခံမယ်ကွာရှင်းသွားပြီရှင်းသွားပြီလေနမူနာရွေးခိုင်းတာနော်တွားရွေးခိုင်းရင်ပြောတာအဲ့ဒီရဲ့ဘိုလ်ချုပ်ကြီးကောင်းလက်သီးနဲ့ထိုးမလားဖះကိုကောင်းပုတ်မလားဆိုရင်ဘိုလ်ချုပ်ကြီးကောင်းထိုးမယ်ငါ့ကိုရွေးခိုင်းရင်ပေါ့အဲ့တော့ငါသူကငါတနက်နဲ့ပြတ်တတ်မယ်ငါသိမယ်ဒါငါအပယ်မကြဘူးသူ့ကိုကြောက်ပြီးတော့ငါဖះကောင်းပုတ်လိုက်လို့ရှိရင်ယာရုရရင်ရမယ်ပတ်ဆိုင်ရရမယ်ဒါငါအသိရင်ပယ်ကြမယ်အဲ့ဒီခုအဲ့လိုပြောတာအဲ့ယရဏသုံးပါးကိုတော့ဖြင့်မိသည့်နည်းနဲ့ဖြင့်စောကားမောကာကာယကံဝစီကံမနောကံမရှိပါစေနဲ့မဖြစ်ပါစေနဲ့အဲ့ဒီယရဏသုံးပါးပေါ်မှာကာယကံဝစီကံမနောကံနေနဲ့ဖြစ်ထားရင်တော့နိဗ္ဗာန်ကထာပဲဖြစ်ဖြစ်ပရိစ္ဆေသမုပ္ပါပဲဖြစ်ဖြစ်တတိပဌာန်ပဲဖြစ်ဖြစ်နှလုံးအိမ်ထဲမှာနာပြီးပျောက်သွားပါလိမ့်မယ်ဟုတ်ပြီနော်ကြည့်အောင်